မင်္ဂလာပါချစ်တော်နားထောင်သူများနဲ့ကျွန်တော်တို့ရဲ့ Fact Radio Channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ Unitary စနစ်ပဲဖြစ်ပါတယ်ဒီစနစ်ဟာနိုင်ငံရေးပညာရေးမှာအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ပထမဆုံး Unitary စနစ်ဆိုတာဘာလဲဆိုတာရှင်းရှင်းလင်းလင်းရှင်းပြပါမယ်နိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်မှာ Unitary စနစ်ဆိုတာဗဟိုအစိုးရတစ်ခုတည်းကနိုင်ငံတစ်လုံးကိုအုပ်ချုပ်တဲ့စနစ်ပဲဖြစ်ပါတယ်ဒီစနစ်မှာခွဲခြမ်းအုပ်ချုပ်ရေးအဆင့်တွေရှိနိုင်ပါတယ်ဥပမာခရိုင်မြို့နယ်စတဲ့ဒေသန္တရအစိုးရတွေဒါပေမဲ့ဒီဒေသန္တရအစိုးရတွေရဲ့အာဏာဟာဗဟိုအစိုးရကပေးချတဲ့အာဏာပဲဖြစ်ပါတယ်ဗဟိုအစိုးရကအချိန်မရွေးပြန်ရုပ်သိမ်းနိုင်ပါတယ်ဒါကြောင့်ဒဝန်တဲ့အုပ်ချုပ်ရေးလို့ခေါ်တာပါဒီစနစ်ရဲ့စန့်ကျင်ဘက်ကတော့ Federal စနစ်ပဲဖြစ်ပါတယ် Federal စနစ်မှာဗဟိုအစိုးရနဲ့ပြည်내အစိုးရတွေရဲ့အာဏာဟာဖွဲ့စည်းပုံအခြေခံဥပဒေကခွဲဝေပေးထားတဲ့အာဏာတွေဖြစ်ပါတယ်ဗဟိုအစိုးရကပြည်내အစိုးရရဲ့အာဏာကိုမရုပ်သိမ်းနိုင်ပါဘူးဒါကြောင့် Unitary စနစ်ဟာတစ်ခုလုံးဒဝန်နဲ့အုပ်ချုပ်ရေးဖြစ်ပြီး Federal ကခွဲဝေအုပ်ချုပ်ရေးဖြစ်ပါတယ်အခု Unitary စနစ်ရဲ့တမိုင်းကိုနည်းနည်းပြန်ကြည့်ကြရအောင်ဒီစနစ်ဟာရှေးခေတ်ကစတင်ခဲ့လေလို့ဆိုနိုင်ပါတယ်ဥပမာရှေးရောမအင်ပါယာမှာရောမမြို့ကဗဟိုအစိုးရတစ်ခုတည်းကအင်ပါယာတစ်ခုလုံးကိုအုပ်ချုပ်ခဲ့ပါတယ်ခေတ်သစ်မှာ Unitary စနစ်ကိုအများဆုံးတွေ့ရတဲ့နိုင်ငံတွေကပြင်သစ်၊ဂျပန်၊တရုတ်၊ UK စတဲ့နိုင်ငံတွေပါ UK မှာ England, Scotland, Wales, မြောက်အိုင်ယာလန်စတဲ့ခွဲခြားမှုရှိပြီးမြဲပါလီမန်ကဗဟိုအာဏာရှိပါတယ်ဒီစနစ်ဟာနိုင်ငံတနိုင်ငံရဲ့တည်ငြိမ်မှုနဲ့စီစီဆူဆူရှိမှုကိုထိန်းသိမ်းပေးပါတယ်ချစ်တော်နားထောင်သူများအခု Unitary စနစ်ရဲ့အားသာချက်တွေကိုဆွေးနွေးကြရအောင်ပထမအားသာချက်ကစီစီဆူဆူရှိမှုပဲဖြစ်ပါတယ်နိုင်ငံတစ်ခုလုံးမှာတူညီတဲ့ဥပဒေတွေစံနှုန်းတွေရှိပါတယ်ဥပမာပညာရေးစနစ်ကျန်းမာရေးစနစ်စတဲ့နိုင်ငံအဆင့်ဝန်ဆောင်မှုတွေကိုတူညီစွာရရှိနိုင်ပါတယ်ဒုတိယအားသာချက်ကဆုံးဖြတ်ချက်မြန်ဆန်မှုပါဗဟိုအစိုးရတစ်ခုတည်းကဆုံးဖြတ်နိုင်တဲ့အတွက်အရေးပေါ်အခြေအနေတွေမှာမြန်မြန်ဆန်ဆန်ဆုံးဖြတ်နိုင်ပါတယ်ဥပမာကိုဗစ်ကပ်ရောဂါကာလမှာတရုတ်နိုင်ငံရဲ့ Unitary စနစ်ကမြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ခဲ့ပါတယ်တတိယအားသာချက်ကကုန်ကျစရိတ်သက်သာမှုပါခွဲခြမ်းအုပ်ချုပ်ရေးအဆင့်တွေများရင်ကုန်ကျစရိတ်များပါတယ် Unitary မှာဗဟိုတစ်ခုတည်းဖက်တဲ့အတွက်ကုန်ကျစရိတ်နည်းပါတယ်အခုအားနည်းချက်တွေကိုကြည့်ကြရအောင်ပထမအားနည်းချက်ကဒေသန္တရလိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်ခြင်းပါဗဟိုအစိုးရကနိုင်ငံတစ်ခုလုံးကိုကြီးတဲ့အတွက်အဝေးဒေသတွေရဲ့အထူးလိုအပ်ချက်တွေကိုလစ်လျူရှုနိုင်ပါတယ်ဥပမာကျေးလက်ဒေသတွေရဲ့ပညာရေးလိုအပ်ချက်တွေကမြို့ပြတွေနဲ့မတူပါဘူးဒုတိယအားနည်းချက်ကအာဏာစုစည်းမှုပါဗဟိုတစ်ခုတည်းမှာအာဏာစုစည်းရင်အာဏာရှင်စနစ်ဖြစ်လာနိုင်ပါတယ်တတိယအားနည်းချက်ကနိုင်ငံကြီးတွေမှာအုပ်ချုပ်ရေးမထိရောက်မှုပါနိုင်ငံကြီးတွေမှာဗဟိုတစ်ခုတည်းကအုပ်ချုပ်ရင်အဝေးဒေသတွေကိုမထိရောက်နိုင်ပါဘူးချစ်တော်ပရိသတ်များအခုကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆွေးနွေးကြရအောင်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရမြန်မာဟာ Unitary စနစ်ပဲဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့မှာပြည်내နဲ့တိုင်းတွေရှိပါတယ်ဒီပြည်내နဲ့တိုင်းအစိုးရတွေရဲ့အာဏာဟာဗဟိုအစိုးရကပေးထားတဲ့အာဏာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့သမိုင်းမှာ1940ဖွဲ့စည်းပုံမှာ Federal အခြေခံရှိခဲ့ပေမဲ့1984နဲ့2008ဖွဲ့စည်းပုံတွေမှာ Unitary စနစ်ကိုချမှတ်ခဲ့ပါတယ်လက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေမှာ Federal စနစ်ကိုတောင်းဆိုနေကြပါတယ်ဒါကတိုင်းရင်းသားအရေးနဲ့ပတ်သက်ပါတယ်တိုင်းရင်းသားတွေကခွဲခြားအုပ်ချုပ်ရေးလိုချင်ကြပါတယ်ဒါကြောင့် Unitary စနစ်ဟာမြန်မာနိုင်ငံမှာဆွေးနွေးချက်တစ်ခုဖြစ်နေပါတယ်အခုကမ္ဘာပေါ်မှာ Unitary စနစ်ကိုကျင့်သုံးနေတဲ့နိုင်ငံတွေကိုဥပမာအနေနဲ့ဆွေးနွေးကြရအောင်ပထမနိုင်ငံကပြင်သစ်ပါပြင်သစ်ဟာ Unitary စနစ်ရဲ့ကဏ္ဍဝင်ဥပမာပဲဖြစ်ပါတယ်ပါရီကဗဟိုအစိုးရကနိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်ပါတယ်ဒေသန္တရအစိုးရတွေရှိပေမဲ့ဗဟိုရဲ့အောက်မှာပဲဖြစ်ပါတယ်ဒုတိယနိုင်ငံကဂျပန်မှာဂျပန်ဟာကျွန်းနိုင်ငံဖြစ်ပြီး Unitary စနစ်ကသူတို့ရဲ့စီစီဆူဆူရှိမှုကိုထိန်းသိမ်းပေးပါတယ်တတိယနိုင်ငံကတရုတ်ပါတရုတ်ဟာကြီးမားတဲ့နိုင်ငံဖြစ်ပြီး Unitary စနစ်ကပါတီတစ်ခုတည်းရဲ့အုပ်ချုပ်မှုအောက်မှာရှိပါတယ်ဒီနိုင်ငံတွေရဲ့အောင်မြင်မှုတွေက Unitary စနစ်ရဲ့ခွန်အားကိုပြသပါတယ်ချစ်တော်နားထောင်သူများအခု Unitary စနစ်နဲ့ Federal စနစ်ကိုနှိုင်းယှဉ်ကြည့်ကြရအောင် Unitary မှာအာဏာဗဟိုမှာစုစည်းရှိပါတယ် Federal မှာအာဏာခွဲဝေရှိပါတယ် Unitary မှာဖွဲ့စည်းပုံတစ်ခုတည်းရှိပါတယ် Federal မှာဗဟိုနဲ့ပြည်내ဖွဲ့စည်းပုံတွေရှိပါတယ်
Unitary မှာခွဲခြားအစိုးရရဲ့အာဏာကဗဟိုကပေးထားတာဖြစ်ပါတယ်။ Federal မှာခွဲခြားအစိုးရရဲ့အာဏာကဖွဲ့စည်းပုံကခွင့်ပြုထားတာဖြစ်ပါတယ်။ဒီနိုင်ရှင်ချက်တွေကနိုင်ငံတနိုင်ငံရဲ့အရွယ်အစားလူမျိုးကွဲပြားမှုတမိုင်းစော့တဲ့အချက်တွေပေါ်မူတည်ပြီးရွေးချယ်ရပါတယ်။အခု Unitary စနစ်ရဲ့လက်တွေ့အသုံးချမှုတွေကိုဆွေးနွေးကြရအောင်။နိုင်ငံငယ်တွေမှာ Unitary စနစ်ဟာအလွန်သင့်တော်ပါတယ်။ဥပမာစင်ကာပူနိုင်ငံမှာ Unitary စနစ်ကသူတို့ရဲ့ဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်။နိုင်ငံကြီးတွေမှာခွဲခြားအုပ်ချုပ်ရေးကိုအချို့ခွင့်ပြုပေးရဲ့ Unitary စနစ်ကိုတွေ့ရပါတယ်။ဥပမာအီတလီမှာဒေသန္တရအစိုးရတွေရှိပါတယ်။ဒါက Unitary စနစ်ရဲ့ပြောင်းလဲနိုင်မှုကိုပြသပါတယ်။ချစ်တော်ပရိသတ်များအခုကျွန်တော်တို့ရဲ့ဆွေးနွေးချက်ကိုညီကုန်းချုပ်ရမှာဖြစ်ပါတယ်။ Unitary စနစ်ဟာနိုင်ငံတနိုင်ငံရဲ့စီးစီးဆုစုရှိမှုဉာဏ်ဆန်ဆုံးဖြတ်ချက်ကုန်ကျစရိတ်တက်တာမှုစတဲ့အားသာချက်တွေရှိပါတယ်။ဒါပေမဲ့ဒေသန္တရလိုအပ်ချက်မဖြည့်ဆည်းနိုင်မှုအာဏာစူးစီးမှုစတဲ့အားနည်းချက်တွေလည်းရှိပါတယ်။မြန်မာနိုင်ငံမှာဒီစနစ်ဟာလက်ရှိကျင့်သုံးနေပေမဲ့ Federal စနစ်ကိုဆွေးနွေးနေကြပါတယ်။ဒီစနစ်တွေဟာနိုင်ငံတနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပါတယ်။တင်တို့ရဲ့အမြင်တွေကို comment မှာမျှဝေပါ